Facebook ကောက်ဟောင်းမှာတငယ်ချင်းတွေပြန်ဖြစ်နေမိတ်ဆွေတို့ရဲ့ဒီ Facebook ကောက်လေးထဲဝင်လိုက်ပေါ့နော်ကျွန်တော်တို့ဒါတူလုံးမပြပေးတော့ပေါ့နော် Facebook ကောက်လေးထဲဝင်လိုက်ပါဝင်ပြီးပြီဆိုရင်ပေါ့နော်ကိုယ့်ရဲ့ profile နှိပ်လိုက်ပေါ့ဗျာဒီ profile လေးကိုနှိပ်လိုက် profile လေးကကျွန်တော်မှ profile လေးကဒီမှာမိတ်ဆွေတို့မှမရှိဘူးဒီမြင်းချောင်းလေးဝင်လိုက်ပါ profile လေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးပြီဆိုရင်ဒီအောက်မှာကိုယ့်ရဲ့ပေါ့နော်ဒါ frame ဆိုတဲ့နေရာလေးရှိတယ်သိလားဒီနေရာလေးတစ်ချိန်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ပေါ့နော်ဒီမှာကျွန်တော်တို့ဒါ manager ဆိုတဲ့နေရာလေးရှိတယ်ပေါ့နော်ဒီနေရာလေးပေါ့နော်ဒါလေးတစ်ချိန်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ပေါ့နော်ဒီနေရာမှာပေါ့နော် week insert a week ဆိုတဲ့ဟာလေးတစ်ချိန်နှိပ်ပြီးပေါ့နော်ဒီနေရာဒီဟာလေးတစ်ချိန်နှိပ်ပြီးပါနှိပ်ပြီးပြီဆိုရင်ပေါ့နော်ဒီမှာတငယ်ချင်းတွေအများကြီးတွေ့နေရမှာဖြစ်တယ်ပေါ့နော်ကိုနေရက်60တွင်းမှာစာမကြည့်တဲ့သူတွေအများကြီးပဲတွေ့နေရမှာဖြစ်တယ်ပေါ့နော်ဒီလူတွေကိုကပေါ့နော်ပြန်ပြီးတော့ပေါ့နော် affect ပြန်လုပ်ပါရမယ်ပေါ့နော်အကုန်လုံးလုပ်ချင်တယ်ဆိုရင်ဒီမှာဒီနေရာလေးတစ်ချိန်နှိပ်လိုက်ပါဒီမှာ C ဆိုတဲ့နေရာလေးနှိပ်ပြီးတော့မှန်ချက်လေးပေးလိုက်လို့ရတယ်ပေါ့နော်အကုန်လုံးပေါ့နော်မှန်ချက်လေးတယောက်ချင်းစီလိုက်ပေးပြီးပြီဆိုရင်ဖြတ်သွားလို့လည်းရတယ်ပေါ့နော်မှန်ချက်လေးလိုက်ပေးပြီးပြီဆိုရင်အောက်မှာပေါ့နော်ဒီမှာကျွန်တော်တို့မှာပြထားတယ်ပေါ့နော် unframe ပြန်လုပ်လိုက်ပါအားလုံးပဲမင်္ဂလာပါဆင်ပြေကြပါစေ